ပေမဲ့သိပ္ပံပညာထွန်းကားလာပြီးသိပ္ပံပညာတွေ့ရှိချက်တွေကိုလက်ခံနာကြတဲ့အချိန်မှသာဒီယူဆဟာမှားနေကြောင်းသိရှိခဲ့ကြပြီးစကြဝဠာကြီးအပေါ်အမြင်ပြောင်းလဲလာခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသိပ္ပံပညာဟာကျမတို့ကိုစကြဝဠာအကြောင်းများစွာသင်ကြားပေးခဲ့ပါတယ်။ဥပမာအနေနဲ့ဆိုရင်တော့နေကကျမတို့ရဲ့ဘာလို့လဲစကြဝဠာကြီးရဲ့အရင်ကဟုတ်ဘူးဆိုတာသိရှိခဲ့ရပါတယ်။နေကလေအခြားခြေတွေလိုပဲပထူးခြားနဲ့တာမန်ခြေတစ်စင်းလာဖြစ်ပါတယ်။ဒါပေမဲ့ဒီအကြောင်းအရာတွေကိုမသိခင်ကတည်းကလူသားတွေဟာစကြဝဠာကြီးတွေမှာလူသားတွေအပြင်အခြားသက်ရှိတွေရှိကြသေးလားဆိုတဲ့ဒီကုန်းကြီးအကြောင်းစိတ်ဝင်စားစူးစမ်းလေ့လာခဲ့ကြပါလေ။ကျမတို့စူးစမ်းနေတဲ့အချိန်မှာပဲတခြားကဘာကအစုံတယောက်ဒါမှမဟုတ်တစုံတစ်ခုကကျမတို့လိုပဲတူနေနေလို့မင်းနေစရာလေးဖြစ်နိုင်ပါလေ။ကျွန်တော်တို့ရဲ့ဒီဂျိုဝီရဲ့ညဘက်မှာမြင်တွေ့ရတဲ့ခြေတွေအားလုံးဟာ Misky Way လို့ခေါ်တဲ့ငကားတွေနဲ့ Galaxy D ရဲ့အစိပ်ပိုင်းနေတာဖြစ်ပါတယ်။အဲဒီ Galaxy D ရဲ့မှာကျွန်တော်တို့ရဲ့နေမီတီလိုမျိုးခြေဘီလီယံပေါင်းများစွာတည်ရှိကြပါတယ်။ဒါပေမဲ့ဒီနောက်ကြီးမှာတဲ့ခြေအဆူကြီးဟာလည်းစကြဝဠာရဲ့အလဲပေါ်ကိုမဟုတ်သေးပါဘူး။ကျွန်တော်တို့ရဲ့ငကားတွေနဲ့